မင်္ဂလာပါအသက်ရှင်တော်မူသောဘုရားသခင်ရဲ့ကျေးဇူးတော်များကိုရှေးဥစွာချီးမွမ်းပါတယ်ဓမ္မမိတ်ဆွေများရှိတဲ့နေရာအသီးမှာဘုရားသခင်ကောင်းချီးပေးဖို့ဆုတောင်းပေးပါတယ်နောက်ဆုံးသောကာလအချိန်မှာရာသီဥတုဖောက်ပြန်မှုတွေနေရာတကာမှာဖြစ်နေပါတယ်ဆူနာမီဖြစ်တဲ့ case သတင်းတွေကျွန်တော်တို့ကြားရတယ်ခုလောလောဆယ်မှာကျွန်တော်တို့ဖြစ်နေတာကကမ္ဘာပေါ်မှာမိုးသက်မုန်တိုင်းတွေကြားရောက်တဲ့အတွက်ရေတွေကြီးပြီးတော့မှလူတွေဟာစိုက်ပျိုးရေတွေပျက်စီးတယ်အိမ်ပျက်စီးတယ်ကျန်းမာရေးတွေထိခိုက်တယ်နောက်ပြီးတော့မှလေမုန်တိုင်းတွေတိုက်ခိုက်တဲ့အတွက်နေရာတကာမှာလူတွေမြောက်များစွာဒုက္ခရောက်ရပါတယ်ဒီအရာတွေဘာဖြစ်လို့ဖြစ်နေတာလဲကျွန်တော်သတင်းအရာကြည့်တဲ့အခါမှာတက္ကရာ2020ဝန်းကျင်လောက်မှာထိုင်းနိုင်ငံဘန်ကောက်မြို့ဟာဆိုရင်ပင်လယ်ရေအောက်ကိုရောက်သွားမယ်လို့ကျွန်တော်ကြားသိရပါတယ်ဒီအရာကဘာကြောင့်လဲဆိုရင်ကဘာကြီးပူနွေးလာလို့ဖြစ်ပါတယ်ကဘာနဲ့နေရဲ့ကြားမှာရှိတဲ့အိုဇုံးလွှာဆိုတဲ့ခရမ်းလွန်ရောင်ကြီးတွေပျက်စီးတဲ့အတွက်လို့ပြောပါတယ်တကယ်တော့ဒီထွင်နေတဲ့အရာတွေစွန့်ပစ်တဲ့ပစ္စည်းတွေစွန့်ပစ်တဲ့အစာအသောက်တွေဒီအရာကြောင့်မလို့အနံ့ဆိုးတွေအခိုးအငွေ့တွေဖြစ်ပြီးတော့မှခရမ်းလွန်ရောင်ကြီးတွေပျက်စီးသွားတယ်လို့သိပ္ပံပညာရှင်တွေကပြောပါတယ်ခရမ်းလွန်ရောင်ကြီးပျက်စီးတဲ့အတွက်ကဘာကြီးကအင်မတန်မှပူလာပြီးတော့မှဒီရာသီဥတုဖောက်ပြန်မှုတွေဖြစ်လာတာဖြစ်ပါတယ်အထူးသဖြင့်ကမ္ဘာဝင်ရိုးစွန်းမှရှိတဲ့ရေခဲတောင်တွေအရေပျော်လာတယ်အဲကြောင့်မလို့ကမ္ဘာပင်လေရေကမြင့်တက်လာတယ်မိုးတွေကမရွာသင့်ပဲနဲ့ရွာတယ်ဒီဖောက်ပြန်မှုတွေအားလုံးဟာဆိုရင်ခရမ်းလွန်ရောင်ကြီးပျက်စီးမှုကြောင့်ကမ္ဘာကြီးပူနွေးလာတယ်လို့သိပ္ပံပညာရှင်တွေကလေ့လာတွေ့ရှိရပါတယ်တချို့နေရာဒေသမှာရာသီဥတုအင်မတန်ပူပြင်းတယ်မိုးမရွာတဲ့အတွက်အပင်တွေစိုက်လို့မရတဲ့အထိဖြစ်ပျက်နေတဲ့ပြဿနာတွေလည်းအများကြီးရှိပါတယ်အကြောင်းကမ္ဘာစားနာရိက္ခာပြဿနာတွေအများကြီးထိခိုက်လာတယ်မိုးရွာလွန်းလို့အသီးအနှံတွေပျက်စီးသလိုစိုက်လို့မရတဲ့အတွက်လည်းလူတွေဟာစားနာရိက္ခာရှားပါလာမှာဖြစ်ပါတယ်ဒီအရာတွေဖြစ်ပျက်နေတဲ့အကြောင်းတရားကအချီးနှီးမဟုတ်ပါဘူးတမန်ကျမ်းစာထဲမှာရှိပါတယ်ပေတရုဩဝါဒစာဒုတိယစာဆောင်အခန်းကြီး3အငယ်9လောက်ကနေစပြီးတော့ဖတ်ကြည့်တဲ့အခါလူအချို့တို့သည်နေခြင်းကိုမှတ်တော်မူသည့်အတိုင်းထာဝရဘုရားသည်ဂတိတော်အရာမှာနှေးတော်မမူငါတို့တွင်အဘယ်သူမျှမပျက်စီးဘဲရှိသမျှတို့သည်နောင်တရစေခြင်းဟာအလိုတော်ရှိ၍ငါတို့ကိုတီးခံတော်မူ၏လို့ပြောပါတယ်အဲ့တော့ဒီအရာတွေဖြစ်နေရတဲ့အကြောင်းတရားကဓမ္မကျမ်းစာထဲမှာပြောတယ်သခင်ယေရှုခရစ်တော်ပြန်ကြွလာဖို့ရန်အတွက်နီးပြီဆိုတဲ့လက္ခဏာသက်သေတစ်ခုဖြစ်တယ်တချို့လူတွေကြတော့ခရစ်တော်ဘုရားပြန်ကြွလာမယ်ဆိုတဲ့အရာကိုမယုံပါဘူးမျှော်လည်းမမျှော်လင့်ပါဘူးတမန်ကျမ်းစာကိုဖတ်နေပေမဲ့ခရစ်ယာန်ဘာသာဝင်လုပ်နေပေမဲ့အဲ့ဒီပြန်ကြွလာခြင်းကိုမယုံပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကခရစ်တော်ဘုရားပေးခဲ့တဲ့ပြန်ကြွလာမယ်ဆိုတဲ့ဂတိတော်ကကြာလာပြီးမပြည့်စုံဘူးနောင်လည်းပြည့်စုံမှာမဟုတ်ဘူးလို့တချို့လူတွေကယူဆပါတယ်တမန်ကျမ်းစာကတော့ဘယ်လိုရှင်းပြထားလဲဆိုတော့အဲ့ဒီဂတိတော်ဟာမနှေးပါဘူးတဲ့ငါတို့မှာတဲ့ကဘာသူကဘာသားတွေတယောက်မှမပျက်စီးဖို့အလိုတော်ရှိတယ်ဘယ်သူတွေနောင်တနဲ့ပြန်လာအောင်မလဲဆိုတာဘုရားသခင်ကတီးခံပြီးတော့အချိန်ဆွဲနေတာပါတဲ့တကယ်တော့ခရစ်တော်ဘုရားကောင်းကင်ကိုသွားပြီးယုံကြည်သူအတွက်နေစရာအခန်းကိုပြင်ဆင်ပေးတာနှစ်ပေါင်း2000လောက်ကြာပါပြီပြီးလောက်ပြီလို့တော့ကျွန်တော်တို့ယူဆလို့ရပါတယ်ဒါပေမဲ့ဒီကနေ့အထိမကြွလာသေးတာဘာကြောင့်လဲဆိုရင်လူတွေနောင်တရဖို့ရန်အတွက်ခရစ်တော်ဘုရားကမျှော်လင့်စေနေပါပဲအဲ့တော့အငယ်30မှာဘာထပ်ပြောလဲဆိုတော့တခိုးသည်ညအခါလာတဲ့ကဲ့သို့ထာဝရဘုရား၏နေ့ရက်သည်လာလိမ့်မည်မမျော်လင့်တဲ့အချိန်မှာလာမှာဖြစ်ပါတယ်တခိုးဆိုတာကြော်ညာပြီးတော့လာခိုးတဲ့တခိုးမရှိပါဘူးဒါကြောင့်ခရစ်တော်ဘုရားသခင်ကြွလာတဲ့အခါမှာလဲတခိုးကဲ့သို့တိတ်ဆိတ်လူတွေမထင်မှတ်သောအချိန်မှာထိုနေ့ရက်ကရောက်လာမှာဖြစ်တယ်အဲ့ဒီချိန်ကာလချိန်ပါဖြစ်မလဲထိုနေ့၌မိုးကောင်းကင်သည်ကြီးစွာသောအတန်နှင့်တကွပျောက်သွားလိမ့်မည်လောကဓာတ်တို့သည်ပူအားကြီး၍ပြတ်ကြလိမ့်မည်လောကဓာတ်ကလောကကြီးကပူလာလိမ့်မယ်ပူအားကြီးပြီးတော့ပျက်စီးသွားလိမ့်မယ်အခုချိန်မှာရာသီဥတုဖောက်ပြန်နေတာကကဘာကြီးပူနွေးလာလို့ဖြစ်တယ်ဒါကြောင့်ဒီအရာကအစပါပဲအစဖြစ်နေပြီဖြစ်ပါတယ်ကဘာကြီးပူနွေးတာဟာတမန်ကျမ်းစာပြည့်စုံလာတာဖြစ်ပါတယ်ဒါကြောင့်ကျမ်းစာတွေကဘုရားသခင်ပေးထားတဲ့ဂတိတော်တွေပြည့်စုံလာပြီဖြစ်သောကြောင့်ကျွန်တော်တို့ဘလောက်ပင်ပြင်ဆင်ဖို့ရန်အတွက်လိုအပ်တယ်လေသိပ္ပံကတက်သေးထူနေပါတယ်ကဘာကြီးပူလာလို့ရာသီဥတုဖောက်ပြန်တာလေမုန်တိုင်းတွေတိုက်တာပင်လေရေမျက်နှာပြင်တွေမြင့်တက်နေတာကဘာဝင်ရိုးစွန်းမှရှိတဲ့ရေခဲတွေအရေပျော်နေတာဒီအရာအလုံးဟာကဘာကြီးပူလာလို့ဖြစ်တယ်ဒါကြောင့်တမန်ကျမ်းစာထဲမှာအတိအကျဖော်ပြထားပါတယ်
လောကဓာတ်တို့သည်ပူအားကြီး၍ပြတ်ကြလိမ့်မည်နောက်ဆုံးဘယ်လောက်ထိပူသွားမလဲဆိုရင်မြေကြီးသည်ကိုမှဆာ၍မြေကြီးပေါ်မှာပြည့်လို့သမျှသောအရာတို့သည်ကျွမ်းလောင်ကြလိမ့်မည်ဒီမြေကြီးလဲလောင်ကျွမ်းသွားမယ်မြေကြီးပေါ်မှာလှုပ်သမျှအရာအလုံးလူတွေပိုင်ဆိုင်ထားတဲ့အရာအလုံးလဲလောင်ကျွမ်းပျက်စီးသွားလိမ့်မယ်လို့သမာကျမ်းစာကဖော်ပြထားပါတယ်ဒါကြောင့်ကျွန်တော်တို့နေเสียဟာဒီကဘာမဟုတ်ပါဘူးကျွန်တော်တို့မျော်လင့်เสียဟာထာဝရနေရာဟာလေဒီကဘာမဟုတ်ပါဘူးကဘာပေါ်မှာကျွန်တော်ရောက်လာတာဧည့်သည်ဖြစ်တယ်ကျွန်တော်တို့ပြန်ထွက်သွားရမှာဖြစ်တယ်ဒီကဘာကြီးကဖောက်ပြန်နေပါပြီပျက်စီးနေပါပြီအဲ့တော့တမန်ကျမ်းစာကိုဆက်လက်ပြီးတော့ဖတ်ရှုတဲ့အခါမှာဘာတွေ့ရလဲအငယ်73မှာယခုရှိသမျှသောအရာတို့သည်ပြည့်ရတော့လေဖြောင့်မတ်ခြင်းတရားတည်နေရာမိုးကောင်းကင်တစ်နေမြေကြီးတစ်ကိုငါတို့သည်ဂတိတော်နှင့်အညီမျှော်လင့်ကြ၏ကယ်တင်ရှင်ခရစ်တော်ဘုရားကိုကယ်တင်ရှင်အဖြစ်ရတဲ့သူတွေအတွက်တော့ဟောင်းနှွမ်းဆွေးမြေ့တဲ့ဒီကဘာမြေကြီးဘုရားဖြစ်စီပြီးကောင်းကင်တစ်နဲ့မြေကြီးတစ်ကိုဘုရားသခင်ပြင်ဆင်ပေးမယ်လို့ကျမ်းစာကဖော်ပြထားပါတယ်အဲ့တော့အဲ့ကောင်းကင်တစ်နဲ့မြေကြီးတစ်ကိုဝင်စားခွင့်ရှိတဲ့သူဟာဘယ်သူလဲဆိုရင်ဖြောင့်မတ်ခြင်းတရားတည်နေရလို့ပြောပါတယ်အဲ့ဒီကောင်းကင်တစ်နဲ့မြေကြီးတစ်ဟာဖြောင့်မတ်တဲ့နေရာဖြောင့်မတ်တဲ့သူတွေသာနေရမယ့်နေရာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ထိုနေရာကိုလူတိုင်းဝင်စားခွင့်ရမှာမဟုတ်ပါဘူးဝင်စားခွင့်ရတော့သူဟာဖြောင့်မတ်တော့သူပဲဝင်စားခွင့်ရမှာဖြစ်ပါတယ်အဲ့တော့ထိုနေရာကိုရောက်ဖို့ရန်အတွက်ကျွန်တော်တို့ဟာဖြောင့်မတ်ခြင်းမရှိဘူးကျမ်းစာလာတဲ့အတိုင်းယောမအခန်းကြီး3အငယ်30မှာဖြောင့်မတ်တော်သူမရှိတယောက်မျှမရှိအာဒံအေဝအပြစ်သားကမွေးလာတဲ့ကျွန်တော်တို့ဟာမဖြောင့်မတ်ဘူးအဲကြောင့်ထိုဖြောင့်မတ်တဲ့နေရာကိုအာဒံအေဝကဆင်းသက်လာတဲ့ကျွန်တော်တို့ဘယ်လို့မှဝင်စားနိုင်ခွင့်မရှိဘူးနေ့စဉ်အသက်တာမှာလည်းဖြောင့်မတ်အောင်ကျွန်တော်အသက်မရှင်နိုင်ဘူးသို့တော်လည်းဘုရားသခင်ကျွန်တော်တို့ကိုချစ်တဲ့အတွက်သားတော်ယေရှုခရစ်တော်အားဖြင့်ဤလောကကိုကြွလာခဲ့တယ်ကျွန်တော်တို့ကိုကယ်တင်ဖို့ခရစ်တော်ဘုရားဟာလက်ဝါးကားတိုင်းမှာအသေးခံပြီးအသွေးသွင်းခဲ့တယ်အပြစ်ကြွေးအလုံးကိုဆက်ပေးခဲ့တယ်တကြိုပြီး3ရက်မြောက်သောနေ့မှာသေခြင်းကပြန်ရှင်လာခဲ့တယ်ထိုအသက်ရှင်တော်မူသောသခင်ယေရှုခရစ်တော်ကကျွန်တော်တို့အတွက်ဘာလုပ်ပေးသလဲယောမအခန်းကြီး10အငယ်4မှာယုံကြည်သောသူတို့သည်ဖြောင့်မတ်ရာသို့ရောက်မည်အကြောင်းလို့ပြောပါတယ်ယုံကြည်သောသူကဖြောင့်မတ်ရာသို့ရောက်မယ်ဘယ်သူကိုယုံကြည်ရမလဲဆိုရင်ကယ်တင်ရှင်ယေရှုခရစ်တော်ဖခင်ကိုကယ်တင်ရှင်နဲ့ယုံကြည်ရမှာဖြစ်တယ်ထိုသခင်ယေရှုခရစ်တော်ကိုကယ်တင်ရှင်ဖြစ်ယုံကြည်မယ်ခရစ်တော်ဖခင်ကိုရမယ်ဆိုရင်နိကော9အငယ်18အရာလူတစ်ဖြစ်မယ်နိကောအခန်းကြီး9အငယ်21အရာဖြောင့်မတ်သောသူဖြစ်ခွင့်ရမှာဖြစ်တယ်ဒါကြောင့်ပူနွေးတဲ့ကဘာမြေကြီးကိုကြည်တော်အဖြစ်ဖခင်သခင်ရဲ့နေ့ရက်ကအင်မတန်နီးပြီဖြစ်သောကြောင့်ဖခင်ယေရှုခရစ်တော်အားဖြင့်ပေးခဲ့တဲ့ဖြောင့်မတ်ခြင်းကိုယနေ့ယုံကြည်ခြင်းအားဖြင့်အရယူဖို့ရန်အတွက်မြတ်တာအားဖြင့်နိုးဆော်ပါတယ်ရောက်စတဲ့ဖခင်သခင်ကောင်းကြီးပေးပါစေBe